တင်ကတင့်ရဲ့ပဝင်းကျင်မှာလူတွေအတွက်အကျိုးရှိတဲ့လူတစ်ယောက်ဖြစ်ချင်ပါလားအလုံးမှာရောဘဝမှာရောပုံမကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုတည်ဆောက်ဖို့လူသားတွေရဲ့အခြေခံစိတ်ပညာကိုနားလည်ဖို့လိုပါတယ်အဓိကတော့ချက်၃ချက်ရှိပါတယ်ပထမဆုံးဝေဖန်ခြင်းပြစ်တင်ကြရခြင်းကိုလုံးဝရှောင်ပါလူတွေကကိုယ့်ရဲ့အမှားယွင်းအတွက်ပြစ်တင်ခံရတာကိုမကြိုက်ပါဘူးအဲ့ဒီအစားတခြားသူတွေရဲ့ကောင်းတဲ့အချက်ကိုရှာဖွေပြီးရိုးသားစွာအသိမှတ်ပြုချီးမွမ်းခြင်းကိုပြုလုပ်ပါဒုတိယတစ်ချက်ကတော့သူတစ်ပါးကိုစိတ်ဝင်စားဖို့ပါကိုပြောချင်တဲ့စကားတဲ့သူတို့ရဲ့စိတ်ဝင်စားမှုလိုအပ်ချက်တွေနဲ့အိမ်မက်တွေကိုတကယ်ကိုအာရုံစိုက်ပြီးနားထောင်ပါလူတွေကကိုအရေးကြီးဆုံးအရာဖြစ်မြင်တတ်ကြပါတယ်လူတစ်ယောက်ရဲ့နာမည်ဟာသူတို့အတွက်အကြားကျင်ဆုံးနဲ့အချိုးသားဆုံးအတန်ပဲဖြစ်ပါတယ်သူတို့ရဲ့နာမည်ကိုမှတ်မိပြီးစိတ်အားထက်သန်စွာခေါ်ပေါ်ပါတတိယကတော့သူတို့ကိုမျက်လုံးနဲ့ကြည့်ပါလူတိုင်းဟာသူတို့ရဲ့ကိုယ်ပိုင်အမြင်မှာအမြဲတမ်းမှန်ကန်နေတယ်လို့ယုံကြည်ကြပါတယ်တင်ဆွဲဆောင်ခြင်းတွေကသူတို့ရဲ့လိုအပ်ချက်တွေသူတို့ရဲ့ကြီးရွယ်ချက်ကနေစတင်ပြီးဘလို့အကျိုးရလက်ရမလဲဆိုတာကိုအရင်ဆုံးစဉ်းစားပါတခြားသူတွေကိုအစာပိုင်းမှာသိငယ်တဲ့ဟုတ်ကဲ့တွေပြောလာအောင်လုပ်ပါအစာပိုင်းမှာသဘောတူညီမှုတွေများလာရင်နောက်ဆုံးမှာလည်းသဘောတူညီမှုလုပ်ဖို့ပုံမှုလွယ်ကူလာပါလိမ့်မယ်ကိုမှားသွားတယ်ဆိုတာတွေ့ရင်ချက်ချင်းဝင်ခံပါဒါကတခြားသူတွေရဲ့လေးစားမှုကိုရယူနိုင်ပါတယ်ဒီရုပ်ရှင်တဲ့နေသံတွေဟာစကားပြောဆိုမှုတွေတင်မကပဲသင်တို့ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲစေပါလိမ့်မယ်အခုပဲစတင်လိုက်ပါဝေဖန်တာကိုရပ်ပြီးတခြားသူတွေရဲ့ဘဝနဲ့အိမ်မက်ကိုတကယ်ကိုစိတ်ဝင်စားနားထောင်ပေးလိုက်ပါအဆုံးထိနားထောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်